အရေးပြားယောဂကြောင့်နာမည်ပိုကြီးသွားသူများအသားရောင်ဆိုတာမျိုးပိစာကပေးတဲ့လက်ဆောင်တစ်ခုတည်းမဟုတ်ပဲတခါတလေမှာတော့ဈေးပညာရှင်တွေတောင်အပြေရှားခဲ့တဲ့ထူးဆန်းမှုတွေနဲ့ပြည့်နှက်နေတတ်ပါတယ်ဝေဖန်ကဲ့ရဲ့မှုတွေကြားကနေကဘာကျော်ရန်ဝိထက်ရောက်သွားသူတွေရှိတယ်လို့မှားရင်းတဲ့စေကူတာမှုတွေကြောင့်တကူတော့ပြာနှမ်းပြီးဘဝပြတ်သွားခဲ့ရသူတွေလည်းရှိနေကြတာပါဒါပေမဲ့ဘလို့ဖြစ်ဖြစ်သူတို့ကနာမည်ပိုကြီးလာခဲ့ကြပါတယ်အခုတင်ဆက်ပေးမှာကတော့သူတို့ရဲ့ထူးခြားလွန်းတဲ့အရေးပြားတွေကြောင့်ပဲကဘာကျော်လူသိများလာခဲ့ရတဲ့အမကန်ဖြစ်ရ၅ခုပဲဖြစ်ပါတယ်မိုက်ကယ်ဂျက်ဆန်ကဘာကျော်ပေါ့ပင်ကြီးရဲ့အသားရောင်ဟာဘာလို့တဖြည်းဖြည်းနဲ့ဖြူလာရလဲဆိုတဲ့အချက်ကဆယ်စုနှစ်ပေါင်းများစွာကဘာကြီးကိုခေါင်းစားစေခဲ့တာပါတချို့ကလည်းသူ့ရဲ့လူမျိုးစုကိုစွန့်လွတ်ခြင်းလို့အယောင်ပြောင်းတာလို့ဝေဖန်ခဲ့ကြပေမယ့်တကယ်တမ်းမှာတော့သူဟာကျူသင်းယောဂကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရသူပါသူရဲ့ခန္ဓာကိုယ်မှာအယောင်မညီတဲ့အကွက်တွေပေါ်လာတဲ့အခါအနုပညာရှင်တယောက်အနေနဲ့လူပေါ်လေမှာကြည်ကောင်းအောင်ညင်ညာတဲ့အသားရောင်ရဖို့အတွက်အရေးပြားအယောင်ချွတ်ဆေးတွေကိုသုံးပြီးကုသခဲ့ရတာဖြစ်ပါတယ်ဒါလူမျိုးခြားဖြစ်ခြင်းလို့လုပ်ခဲ့တာမဟုတ်ပဲယောဂရဲ့ဆိုးကျိုးတွေကိုခံစားခဲ့ရတာဖြစ်ကြောင်းသူရဲ့သေဆုံးပြီးနောက်ပိုင်းစစ်ဆေးချက်တွေမှာလည်းသက်သေပြခဲ့ပြီးသားဖြစ်ပါတယ်ဝင်းနီဟာလုံးငယ်ငယ်တုန်းကကျောင်းမှာအစင်းကြားတို့နွားတို့လိုခေါ်ပြီးလှောင်ပြောင်ခံခဲ့ရတဲ့မိန်းကလေးတယောက်ဟာအခုတော့ကမ္ဘာချမ်းသာဆုံးမော်ရီတွေကတယောက်ဖြစ်နေခဲ့ပါပြီသူကလည်းခီယိုတင်းကြောင့်ဖြစ်လာတဲ့အသားရည်ဘော်ကအကွက်တွေကိုဖုံးကွယ်မထားပဲဒါဟာငါရဲ့အလားတရားပဲဆိုပြီး America's NATO Moral ပြန်ပွဲမှာရဲဝင်းဝင်းနဲ့ချပြခဲ့ပါတယ်။အဲဒီကနေစပြီးသူ့ရဲ့ထူးခြားတဲ့အသွင်ပြဟာ fashion လောကမှာအရန်ကိုလူကြိုက်များသွားခဲ့ပြီးအခုဆိုရင်ကမ္ဘာကျော် brand တွေကအပြိုင်ဆိုင်ခေါ်ယူနေခဲ့ကြရတာပါ။သူဟာကိုယုံကြည်မှုရှိဖို့နဲ့မတူကွဲပြားခြင်းရဲ့တန်ဖိုးကိုကမ္ဘာကိုတင် जा ပေးတတ်တဲ့အလားပင်မှဆိုရင်လည်းမမှားလှပါဘူး။ Stan Jones ဒီလူကြီးကတော့တကယ်ကိုထူးဆန်းတဲ့ဇလန်းပိုင်ရှင်ပါသူဟာအမေရိကန်နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီးသူ့ရဲ့အသားအရောင်ဟာအပြောင်တန်းနေတဲ့မိခိုးရောင်ကြီးဖြစ်နေတာပါဒါဟာမွေးရပါမဟုတ်ပဲ2000ပြည့်နှစ်Y2Kဝင်းကျင်တုန်းကကဘာပြတ်တော့မလို့သတင်းတွေကြောင့်ပဲပဏိစီဝါဆေးတွေပြတ်တတ်တော့မယ်ဆိုပြီးကြောက်လန့်ရကနေစတာပါသူဟာယောဂတွေကိုကောက်ကွယ်နိုင်တဲ့ဆိုတဲ့အယူအဆနဲ့ဆေးတချို့ကိုကိုယ်တိုင်ဖော်ဆက်ပြီးနေတိုင်းတောက်ခဲ့ပါတယ်အကျိုးဆက်ကတော့အငွေးထက်တွေကအရေးပြားအောင်မှစွတ်ပေါ်လာပြီးသူ့ရဲ့အသားအရောင်ဟာတက်လုံးပြန်ပြင်လို့မရတော့တဲ့အပြောင်ကြီးဖြစ်သွားခဲ့ရတာပါပဲ။နောက်ပြီးအဲ့ဒီအယောင်ကြောင့်ပဲနာမည်ကြီးလာခဲ့ရပါတယ်။ပေါ်ကာရာဇမ်သူ့ကိုမြင်လိုက်တာနဲ့လူတိုင်းကကာတွန်းတွေကဖပားဆမ်ဘာနဲ့တူတယ်လို့လည်းပြောကြမှာပါ။သူ့ရဲ့အသားအရောင်ဟာတကူလုံးတောက်ပတဲ့အပြောင်ကြီးဖြစ်နေလို့ပါ။သူဟာသူ့ရဲ့ရေပြားပြဿနာတွေကိုကုသဖို့အတွက်အငွေးထက်ပါတဲ့ဆေးရည်တွေကိုတောက်သုံးခဲ့ရုံနဲ့မကပဲအရေပြားပေါ်မှာပါဓာတ်ရိုက်လေးကြံခဲ့တာကြောင့်အခုလိုဖြစ်သွားခဲ့တာပါ။ဒီလိုဖြစ်သွားတဲ့အချိန်မှာသူဟာ TV စီစဉ်တော်တော်များများမှာပါဝင်ခဲ့ပြီးနာမည်ကြီးလာခဲ့ပါတယ်။စိတ်မကောင်းစရာကတော့2013ခုနှစ်မှာသူကွယ်လွန်သွားခဲ့ရတာပါပဲ။ဒါပေမဲ့သူရဲ့အပြောင်လူသားဆိုတဲ့ပုံရိပ်ကတော့ဒီနေ့ထိလူပြောများနေစေဖြစ်ပါတယ်။ဖူကိတ်မိသားစုဒီမိသားစုကတော့တကယ်ကိုကဘာကျော်မတ်စထရီတစ်ခုပါပဲ။ American ကက်တဂီပြည်နယ်ရဲ့တောင်တန်းတွေကြားထဲမှာနေထိုင်ခဲ့တဲ့ဒီမိသားစုဝင်တွေဟာတကူလုံးပြာနှမ်းနေတဲ့အသားရောင်နဲ့ဝေးဖွားလာခဲ့ကြတာပါ။ဒါဟာသွေးထဲမှာအောက်ဆီဂျင်သေဆောင်မှုအားနည်းစေတဲ့ရှားပါးမျိုးဗီဇဆိုင်ရာယောဂတစ်ခုကြောင့်ဖြစ်ပါတယ်။သူတို့မိသားစုဟာတောင်ပေါ်မှာတေးချခွဲနေထိုင်ခဲ့ကြပြီးရှင်မျိုးသားချင်းချင်းပြန်လည်အိမ်သာပြုခဲ့ကြတဲ့အတွက်ဒီအပြာရောင်မျိုးဗီဇဟာမျိုးဆက်ပေါင်းများစွာစက်တိုက်ပါလာခဲ့ရတာဖြစ်ကြောင်းဝေမျှနိုင်ရင်းနဲ့ဗီဒီယိုလေးကိုဒီကုန်းချော်လိုက်ပါတယ်။အဆုံးထိကြည့်အားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်။ဒီထက်ပိုမိုကောင်းမွန်တဲ့အကြောင်းနဲ့တူကျွန်တော်ပြန်လာခဲ့ပါအောင်မယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်။